ကျွန်တော်တို့ဟာတော်လှန်ရေးလုပ်နေတယ်လို့ခံယူထားတဲ့လူတွေဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းတော်လှန်ရေးသမားတွေလို့ခံယူထားသူတွေဖြစ်တယ်တော်လှန်ရေးလို့ပြောတာကတော့မတရားမှုကိုတွန်းလှန်တဲ့ဝါဟာရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာတော်လှန်ရေးသမားတွေဖြစ်တယ်လို့ခံယူတာနဲ့အညီကျွန်တော်တို့ကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာကျွန်တော်တို့ရှိနေဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့စုစည်းဖို့အရေးကြီးပါတယ်ရန်သူကိုကျွန်တော်တို့ကနဲ့အင်အားအခြားသောအင်အားများနဲ့ရှင်ဖို့ဆိုတာခက်ခဲပါတယ်အမှန်တရားပေါ်မှာယက်တည်ပြီးကျွန်တော်တို့စုစည်းတဲ့ခွန်အားကတည်းကကျွန်တော်ရဲ့တကယ်ခွန်အားအစစ်မှန်ဖြစ်မှာဒါကျွန်တော်တို့အမြဲတမ်းတတိချက်ဖို့လိုပါတယ်ဒါကြောင့်မလို့ခုနပြောလို့ပဲဒီကနေ့ကျွန်တော်တို့ဒီအခမ်းအနားကိုကျွန်တော်တို့ဒီအချက်နှစ်ချက်ပေါ်မှာကျွန်တော်တို့အဓိကအားပြီးကျွန်တော်တို့တက်ရောက်လာတာဖြစ်ပါတယ်ကျွန်တော်တို့တိုက်ပွဲတွေအချိန်တော်များများကျွန်တော်တို့ဆင်နွှဲခဲ့ကြပါပြီစခန်းတိုင်းနာတို့ကိုယ့်ဘက်ကအနိုင်ရတာတို့ကိုယ့်ဘက်ကအရေးနေတာတို့အများကြီးရှိပါတယ်အောင်ပွဲဆိုတာကတော့နောက်ဆုံးအဆုံးအဖြတ်မှာထွက်ပေါ်လာတဲ့အဖြေဟာအောင်ပွဲဖြစ်ပါတယ်ကျွန်တော်တို့တူညီတဲ့ပန်းတိုင်ရှိပြီးသားဖြစ်တယ်လို့ယုံကြည်ပါတယ်တော်လှန်တယ်ကျွန်တော်တို့မတရားမှုကိုကျွန်တော်တော်လှန်တယ်ဒါကျွန်တော်ရဲ့အစဖြစ်ပါတယ်ကျွန်တော်ရဲ့ပန်းတိုင်ကတော့တကယ်စစ်မှန်တဲ့ကျွန်တော် Federal Democracy ပြည်ထောင်စုတည်ဆောက်မယ်ဆိုတဲ့ပန်းတိုင်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘယ်ကနေစပြီးဘယ်မှာအဆုံးသတ်မလဲဆိုတာအတိအကျရှိတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီလိုမှန်ကန်တဲ့လမ်းကြောင်းပေါ်သွားတဲ့အခါမှာကျွန်တော်တို့ကစုစုစည်းစည်းနဲ့တစ်ဖက်နဲ့တစ်ဖက်တယောက်နဲ့တယောက်ကျွန်တော်တို့ကနားလည်မှုအပြည့်နဲ့အချိတ်ဆက်ညီကျွန်တော်ဆောင်ရွက်ဖို့လိုပါတယ်မြန်မာနိုင်ငံရဲ့လို့ပေါ်ထွန်းလာတဲ့အချိန်ကလေးကကျွန်တော်တို့ဟာတစုတစည်းတဲ့ကျွန်တော်ရဲ့နိုင်ငံကိုမတိဆောက်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီကနေ့အထိကျွန်တော်တို့ဖျို့ဖျက်ဖြစ်နေရတာဒါကျွန်တော်ရဲ့အတွေ့အကြုံဖြစ်ပါတယ်အဲ့တော့ဒီတစ်ချိန်ຫນွေဦးတော်လှန်ရေးဟာအစီအစဉ်တကျတော်လှန်ပြီးအစီအစဉ်တကျကျွန်တော်ရဲ့ Federal Democracy ပြည်ထောင်စုကိုတည်ဆောက်ဖို့အတွက်အခွင့်အရေးတစ်ခုဖြစ်ပါတယ်ဒါအခင်းအကျင်းအသစ်ဖြစ်ပါတယ်ဒီလိုအခင်းအကျင်းအသစ်မှာကျွန်တော်တို့ရဲ့စိတ်ဓာတ်ခွန်အားကာယခွန်အားလုံးကိုအရင်အနည်းပြုတ်ပြီးတော့တော်လှန်နေတဲ့ချိန်ထဲမှာပဲကျွန်တော်တို့ဘာတွေလိုချင်တယ်လဲဘာတွေတစ်ဖက်နဲ့တစ်ဖက်နားလည်မှုပေးရမလဲဆိုတဲ့အပိုင်းကိုလည်းဥပ္ပင်လင်းလင်းကျွန်တော်ဆွေးနွေးဖို့ဖြစ်ပါတယ်ဒါကြောင့်ခုနခေါင်းဆောင်များမိန့်ကြားသလိုပဲတစ်ဖက်ကလက်နက်ကင်တော်လှန်ရေးတစ်ခုတည်းလုပ်တာမဟုတ်ပဲနဲ့ကျွန်တော်ရဲ့အနာဂတ်အတွက်တည်ဆောက်နေတဲ့အချိန်ဖြစ်တယ်ဆိုတော့အမြဲတမ်းကျွန်တော်တို့ဒါကိုတတိချက်ပြီးမှတည်ဆောက်နေဖို့လိုပါတယ်စစ်တိုက်တာရဲ့အုပ်ချုပ်တာရဲ့နိုင်ငံရေးလုပ်တာရဲ့ပြည်သူ့ဝန်ဆောင်မှုပေးတာရဲ့ဆိုတဲ့ခေါင်းစဉ်တွေဟာတော်တော်ကွဲပြားပါတယ်စစ်တိုက်တဲ့လူဟာတချို့နိုင်ငံရေးကျွမ်းကျင်ခြင်းမှလည်းကျွမ်းကျင်မယ်ထုံနည်း၎င်းပဲအုပ်ချုပ်ရေးကဏ္ဍမှာတာဝန်ယူတဲ့လူကတော့အခြားတစ်ဖက်မှာသူ့အနေနဲ့အင်အားအပြည့်နဲ့လုပ်နိုင်ခြင်းမှလုပ်နိုင်မယ်ဒီဟာတွေအားလုံးကိုတစုတစည်းဒီစုစည်းပေးတဲ့ကျွန်တော်တို့ဥဆောင်ဥရွက်ပေးတဲ့စီမံကိန်းတွေလိုပါတယ်ဒါဟာစီမံကိန်းဒါတကယ်ကျွန်တော်တို့ရဲ့မဟာဗျူဟာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့အင်အားတွေကိုစုစည်းဖို့ပြောတဲ့အခါမှာတခါတလေမှာကျွန်တော်တို့စီမံအားလုံးအားမရပါဘူးကျွန်တော်တို့တိုင်းသားလူမျိုးတွေအသီးသီးမှာဒါကျွန်တော်တို့ညင်းပယ်လို့မရတဲ့အချက်ဖြစ်ပါတယ်ဒါကြောင့်မလို့လွန်ခဲ့တဲ့လတွေကဒီကျွန်တော်တို့ဒီကမှာချင်းညီနောင်တွေရောက်လာတဲ့အခါမှာကျွန်တော်ဥက္ကဋ္ဌကကျွန်တော်ကိုပြောပါတယ်ချင်းလူမျိုးတွေကိုငါတို့ကချစ်တွေရဲ့အတွေ့အကြုံပြောပြပါလို့သူကပြောတယ်အဲ့တော့ကျွန်တော်တို့လည်းဘယ်လိုအခက်အခဲတွေနဲ့ကျွန်တော်တို့ဖြတ်ကျော်ခဲ့တယ်လဲဆိုတော့ပြောပြပါတယ်ဒါပေမဲ့ကျွန်တော်တို့စုစည်းဖို့လိုပါတယ်ချောင်းလေးတစ်ချောင်းမှာရှိတဲ့ရင်းနေတ attva တွေကတော့နည်းပါတယ်ချောင်းတွေ3-4ချောင်းအများကြီးပေါင်းစည်းပြီးမြစ်ကြီးဖြစ်လာတဲ့အေးရောက်ဒီမြစ်ကြီးမှာရှိတဲ့ရင်းနေတ attva တွေကပိုပြီးများပါတယ်ပိုပြီးအကျိုးပြုနိုင်ပါတယ်ပိုပြီးမှကျွန်တော်တို့အကျိုးရှိစွာနဲ့ကျွန်တော်တို့ဒီအေးရောက်ဒီမြစ်ကြီးကိုအသုံးချနိုင်တယ်လို့ပဲကျွန်တော်ရဲ့အင်အားတွေအကုန်လုံးစုစည်းလို့ရှိရင်ဒါနိုင်ငံလုံးကိုကျွန်တော်တို့အကျိုးပြုနိုင်တဲ့ဝန်ဆောင်မှုပေးနိုင်တဲ့ကျွန်တော်တို့မြစ်ကြီးတစ်စင်းဖြစ်လာမယ်လို့မျှော်လင့်ပါတယ်